ဒီနေ့ကတော့ကျွန်တော်ဂျပန်သတင်းမပြောဘဲနဲ့အခုတလောကျွန်တော်မြင်နေရတဲ့အကြောင်းအရာတစ်ခုကိုဆွေးနွေးခြင်းတယ်ပေါ့နော်။ဘာအကြောင်းအရာလဲဆိုတော့ TikTok ပေါ်မှာကျွန်တော်ခဏတွေ့နေရတဲ့ဟာကဒီတချင်းလေးကိုဖွင့်လိုက်ရင်ငွေတကယ်ဝင်တယ်လို့ငွေကြီးကတကယ်ဝင်လာတယ်လို့ Facebook ပေါ်မှာဆိုရင်တော့အရင်ကဗျာဖျားပုံတော်တွေဘာပုံတွေညာပုံတွေကိုလုပ်ပြီးတော့တာတော့ပုံတွေဘေးတွေပုံတွေပေါ့နော်။အဲ့လိုရာသီကွင်းပုံတွေလုပ်ပြီးတော့ဒီပုံshare လိုက်ပါကံကောင်းချင်းတွေသိစီရောက်လာပြီငွေတွေဝင်လာပြီပေါ့နော်။ TikTok မှာကျတော့ဒီတချင်းကိုနားထောင်လိုက်ရင် तू ကငွေတွေဝင်လာတယ်လို့ဒီတချင်းကိုနားထောင်လိုက်ရင် तू အလောက်ကိုင်းနေရရှိလာတယ်တကယ်ပါလို့ပြောရင်အဲ့ post တွေကပြော attention ရှာတာပေါ့နော်အဲ့ဒါဆိုရင် तू က like တွေလည်းရတယ်comment တွေမှာလည်းအောက်မှာသွားကြည့်လိုက်လူတွေကဗျာငွေဝင်ပါသေးအိမ်ရပါသေးမြေရပါသေးဘာရပါသေးညာပါသေးလူတွေအကုန်တောင်းတယ်ဒါပေမဲ့တကယ်ကြာရင်ကျွန်တော်တို့ပေါ့နော် data analysis လုပ်ကြည့်မယ်ဆိုရင်အဲ့ဒီ post ကို share တင်တဲ့သူရောနော်ဒီတချင်းကိုနားထောင်လို့အလောက်ကိုင်းရပါတယ်ဒီတချင်းကိုနားထောင်လို့ငွေအများကြီးဝင်ပါတယ်ဆိုပြီးတော့တင်တဲ့သူ10ယောက်မှာ9ယောက်တည်းမိန်းမတွေကြံတဲ့တယောက်ကယောက်ျားလေးဖြစ်ခဲ့ရင်တော့အဲ့ယောက်ျားလေးကသွားကြည့်လိုက်အသက်မပြည့်သေးတဲ့အကောင်လေး attention ရှာတာပေါ့နော် like လို့ရှင်လို့အဲ့တော့အဲ့အောက်မှာဆူတောင်းနေတဲ့လူတွေကလည်းကြည့်လိုက်မိန်းမတွေက69.99%ရှိတယ်ယောက်ျားလေးပါခဲ့ရင်တော့အဲ့ယောက်ျားလေးကခုနကကျွန်တော်ပြောအသက်မပြည့်သေးတဲ့လူနဲ့ဒီလိုအတွေးခေါ်ရှိတဲ့လူပေါ့နော်ဒါပေမဲ့ကျွန်တော်ကဓာတ်တွေကိုအပြစ်မြင်လာတော့အပြစ်တော့မမြင်ကျွန်တော်ငငယ်တုန်းကအသက်20ဝန်းကျင်ကတော့ဓာတ်တွေကပေါ့နော်ခေါင်းမရှိဘူးပိန်းလာရီလားအဲ့လိုမျိုးကျွန်တော်အပြစ်မြင်တာပေါ့နော်ဒါကြီးကတကယ်ဖြစ်နိုင်မဖြစ်နိုင်ဘာလို့သူတို့မတွေးနိုင်တာလဲဒါပေမဲ့နောက်ပိုင်းကျတော့ကျွန်တော်အဲ့လိုမတွေးတော့သူတို့အတွက်ဒါကတကယ်ယုံကြည်ရာတစ်ခုဖြစ်နေတဲ့အတွက်ကြောင့်သူတို့ကိုချင်းစာလာတယ်ပေါ့နော်ဥပမာဆိုတော့အလုံးလုံးနေတဲ့မိန်းမတယောက်ကတော့ဗျာဒီငွေဝင်နေဆိုတဲ့တခြင်းပဲဖွင့်မ तू ကအချိန်တိုင်းငွေဝင်ပါပဲအဲ့တော့အဲ့မိန်းမအဲ့ဒီဟောက်တင် तू ငွေဝင်တော့ပြောရင်လေငွေဝင်နေမှာပဲလေဥပမာသားသမီးကိုမဖိုးပေးတဲ့မိဘပေါ့နော်အဲ့မျိုးလိုမျိုးအမြဲတမ်းပေးနေမိဘဒါမှမဟုတ်တပတ်တစ်ခါပေးနေမိဘကိုသားသမီးကဒီလိုမျိုးပေါ့နော်ဒီတချင်းရှယ်နေလိုက်တော့ညင်သွားတဲ့ခါမှာသူမဖိုးလိုနေတာဆိုပြီးပေးလိုက်ရောအဲ့ကြတော့လေအဲ့သားသမီးဟာဒီပေါ့နော်ညံပါမစင်းစားပဲနဲ့ဒီတချင်းရှယ်လို့ဒီဖျားပုံကြီးကိုရှယ်လိုက်လို့ငါပတ်စံဝင်တာပဲပေါ့နော်ဒါသူ့ရဲ့စိတ်ပေါ့နော်ထင်သွားတာပေါ့တကယ်ကြီးထင်သွားတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့ညီမကြီးမအဲ့လိုမျိုးယုံကြည်ကြတဲ့လူတွေတော်တော်များတယ်ပေါ့နော်အရန်ရိုးတယ်ပဲပြောရမလားခင်းနဲ့အဆက်ပြက်နေရပဲပြောရမှာလားပေါ့နော်ဒါတွေကျွန်တော်တို့အပြစ်မြင်လို့တော့မရဘူးဘာဖြစ်လို့လဲဆိုတော့ကဒီလူတွေကဗျာခိုးဆိုးလူရမကောင်းတာလုပ်နေရမှာမဟုတ်ဘူးအဲ့တော့ဥမာထားပါဦးဒီတချင်းကိုသူနားထောင်လိုက်လို့တကယ်ပတ်စံဝင်တာတော့မဟုတ်ဒါပေမဲ့လည်းအ ਨੇ ဆုံးတော့ဗျာဒီတချင်းကဟိုပေါ့နော် raw music တော့မဟုတ်ဘူးပေါ့နော်နဝင်ချိုတဲ့တချင်းဆိုရင်သူကိုယ်တိုင်နားထောင်တဲ့အခါမှာလေသူ့ရဲ့စိတ်ကတနေငါပေါ့နော်ချမ်းသာမှုရတယ်လို့တကယ်လို့သူဖွင့်လိုက်လို့ဘေးနားလူတွေကလည်းစိတ်ချမ်းသာမှုရတယ်နောက်သူ့ရဲ့စိတ်ထဲမှာလည်းပေါ့နော်ငါတကယ်ပတ်စံဝင်ပါပဲငါတကယ်အလောက်ကန်ရမှာပဲစတဲ့စိတ်ကလေးကဝင်သွားတဲ့ခါမှာသူ့တို့အခိုက်တန်ပြတနာရီဖြစ်တယ်တနာရီဖြစ်တယ်တကယ်ငြိမ်းချမ်းသွားမယ်ဆိုရင်ဒီတချင်းကတကယ်ပတ်စံမဝင်ဘူးနော်မဝင်ပေမဲ့လေသူ့ဘဝလေးအတွက်တော့အေးချမ်းသွားတဲ့အတွက်ကျွန်တော်ဒါကိုကြည့်ပြီးတော့ပေါ့နော်တကယ်စိတ်လေးကအယုံကြည်မရှိတော့လည်းပဲတကယ်လည်းမဟုတ်ဆိုတာသိပေမဲ့လေဒါပေမဲ့ဒီလိုလုပ်နေတဲ့သူအပြစ်မမြင်ရအောင်နောက်ပြီးတော့ဒီလိုလုပ်နေတဲ့သူတွေကဘာကြောင့်လဲဆိုတော့အမျိုးသမီးတွေများတဲ့အကြောင်းကြီးသူတို့ကအားနေလို့ဗျအလုံးလုံးနေမိမကြီးလေအဲ့ဒါ share ပါတယ်ဒါပေမဲ့ဒါကြောင့်သူတို့ယုံကြည်မှုပေါ့နော်ယုံကြည်မှုလွန်ကဲနေပါတော့အစွန်းနဲ့ရောက်နေရတယ်ပါတယ်ဒါပေမဲ့ပြောချင်တာအလုံးလုံးတည်ဖြစ်တယ်အလုံးမလုံးတည်ဖြစ်စီအားနေတော့မိမဒါမှမဟုတ်ရင်အားနေတာမဟုတ်ဘူးငါတို့အလောက်ကရှိရဆိုတချို့မိမတွေပြောဟုတ်ပြီအဲ့ဒါဆို तू ကမအားဘူးဒါပေမဲ့ဘာဖြစ်လဲဆို तू ကစိတ်ပိုင်းဆိုင်ရာအားနေ strong မဖြစ်ဘူးနော်ကျွန်တော်တို့ဆိုစိတ်ပိုင်းဆိုင်ရာ strong ဖြစ်တယ်တော်ရုံတိုင်ရုံဆိုရင်ဒါလက်တွေ့ကြပဲသွားတာပေါ့နော်အဲ့ဒီတော့ तू ကယုံကြည်မှုလွန်ကဲတာလေပါအဲ့တော့ဗျာဒီအမျိုးသမီးအများစုကစိတ်ပိုင်းဆိုင်ရာမှာအားနေတယ်ပေါ့နော်တခုခုအားကိုးခြင်းတယ်မြန်မာအမျိုးသမီးအများစုအဲ့လိုမျိုးရှိတဲ့အခါမှာသူတို့ခုနကပြောတာဒါဒီဟုတ်တယ်ရမဟုတ်တယ်ရသူတို့ကမစင်စားနိုင်တော့ပဲနဲ့ဒီတချင်းကို share လိုက်လို့ရခဲ့လည်းမနှဲပါဘူးပေါ့နော်ပတ်စံရခဲ့လည်းမနှဲဘူးဟိုအနေတော့အရှုံးမရှိဘူးပေါ့နော်အဲ့တဘောမျိုးနဲ့သူတို့ကစမ်းကြတယ်ဒီဘောအခွင့်ကောင်းယူပြီးတော့အတန်းရှင်းရှာကြတဲ့အုပ်စုလည်းရှိတယ်ပေါ့နော်လိုက်ရခြင်းလို့ဒီပေါက်ရှင်လို့ဆယ်လီဖြစ်ခြင်းလို့လောက်ကြတာလည်းရှိအဲ့ဒါနဲ့ပဲလုံးနဲ့ချားတယ်လာရင်နဲ့ဒီပေါ့နော် TikTok မှာပဲဖြစ် Facebook မှာပဲဖြစ်မျက်စိနှောင်းလောက်တင်ကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ဒီလူတွေအကုန်လုံးဒီစိတ်ပိုင်းဆိုင်ရာအားနည်းနေတဲ့သူတွေဒါမှမဟုတ်သူတို့ကအိမ်မှာအားရနေတဲ့လူတွေနောက်ဒီဟာတွေအမျိုးသမီးတွေအများစုဖြစ်ပြီးတော့ယုံကြည်မှုလွန်ကဲနေတဲ့အုပ်စုပေါ့နော်ကျွန်တော်ကိုယ်တိုင်သာဆိုရင်တော့ခုနကကျွန်တော်ပြောဒါတွေကတကယ်မဟုတ်ဘူးတကယ်လည်းမဖြစ်နိုင်ဘူးပတ်စံရတဲ့ရှိတဲ့သူကတော့အချိန်နဲ့ရမှာပဲလေဟုတ်တယ်မလားစာမလုပ်တဲ့ကောင်ကတော့ဒီဟာကိုသူ့ဘာလို့အချိန်တစ်ထောင်ရှင်းနေတယ်ပဲအောင်မှာမဟုတ်ကန်ကြီးအကျိုးဆိုတာရှိပေမဲ့ကျွန်တော်အနေနဲ့ပြောမယ်ကန်ဆိုတာနော်ကျွန်တော်တို့ရဲ့လုံလဝိရိယအနည်းဆုံးတော့80%စိုက်မှကန်20%လောက်ပဲရှိတယ်ကိုယ့်ရဲ့လုံလဝိရိယကိုတကယ်အားထုတ်မှ80%ရှိမှာကိုကဘာမှလည်းဗျာအားထုတ်မှုမရှိဘဲနဲ့80%လည်းအားထုတ်မှုမရှိဘဲနဲ့အိမ်မှာထိုင်ပြီးတော့ထိုင်ရှင်နေုံနဲ့တော့မဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်အဲ့တော့ဝင်လာတယ်လို့ပြောနေရသူအတန်းရှင်းရှာတာပေါ့နော်ဒါပေမဲ့ခုနကကျွန်တော်ပြောသူဒီလူတွေကိုအပြစ်မမြင်နဲ့ဒီလူတွေကိုတာဇန်လို့လည်းမမြင်နဲ့
ဒီလူတွေကိုစိတ်လည်းမငြင်းနဲ့ပေါ့နော်ဒီလူတွေရဲ့လောက်ရက်တွေကပိန်းနေလို့လည်းမတွေ့ဒီလူတွေဒီနံပါတ်1ကျွန်တော်ပြောဆိုအမျိုးသမီးတွေဖြစ်နေတယ်အိမ်မှာအားနေလို့ဖြစ်နိုင်တယ်အိမ်မှာမအောင်သူတို့ကကိုယ်ပိုင်အလုပ်လုပ်နေရဲ့အမျိုးသမီးတွေဖြစ်နေတော့သူတို့ကစိတ်ပိုင်းဆိုင်ရာနော်ရုပ်ပိုင်းဆိုင်ရာသူတို့ကတိုင်ပါပြီမယ်စိတ်ပိုင်းဆိုင်ရာအားနေတယ်နောက်တစ်ခုကသူတို့ကဘာသာရေးနဲ့ဆက်ဆက်ပြီးယုံကြည်မှုအရင်လွန်ခဲ့တဲ့အုပ်စုဖြစ်နေတယ်ပေါ့နော်အဲ့ဒါကြီးကြောင့်ကျွန်တော်တို့ကကြည့်လိုက်ရင်သူတို့ရဲ့လောက်ရက်ကတခြားသူကိုလည်းမထိခိုက်တဲ့အတွက်နောက်သူတို့လည်းအဲ့ဒါလေးကိုဖွင့်ပြီးနားထောင်လိုက်တော့စိတ်အေးချမ်းသွားတယ်ပေါ့နော်ဒီဘက်ဝင်နေတဲ့ဒီသချင်းလေးဒီပုံလေးကိုကြည့်လိုက်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာစိတ်အေးချမ်းသာသွားတယ်ဆိုရင်အများအောင်မထိခိုက်တဲ့အတွက်ကျွန်တော်ကတော့ကျွန်တော်ကိုယ်တိုင်ဒီလောက်ရက်ကိုမကြိုက်ပြီမဲ့လေအားလည်းမပေးဘူးเนาะဒါပေမဲ့သူတို့လောက်ရက်ကိုနားလေတယ်စာနာတယ်သူတို့ဘဝလေးအေးချမ်းနေဘယ်လိုပဲဖြစ်လှုပ်ပေးတာပေါ့เนาะအဲ့အကြောင်းလေးကျွန်တော်ပြောချင်တာပါကျွန်တော်လည်းအမြင်တူ share သွားလို့ရပါတယ် follow ကျွန်တော်လည်း follow သွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်เนาะကျွန်တော်တို့လူအဖွဲ့အစည်းကိုတန့်ရှင်းတဲ့ပတ်ဝန်းကျင်ဖြစ်စီဖို့ကောင်းမွန်ချိုးတာချင်းကြီးတဲ့စကားလုံးများနဲ့ဒါကွန်မန့်မှာအချိုးကျမှတ်ချက်များလာပေးနေတယ်လို့ကျွန်တော်ကပြောချင်ပါတယ်ဒီဂျိုင်းဆိုင်ရုံးရမ်းတဲ့ဒီဟာဒီကိုအစိမ့်တန်းကိုဖော်ပြတဲ့ဇယိုက်ဆိုင်တဲ့ကွန်မန့်တွေမမှန်ကြပါနဲ့နောက်ပြီးတော့အသက်မပြေသေးတဲ့ကလေးတငယ်လေးတွေပေါ့နော်သူတို့တွေဆိုအရန်ကိုစိုးတယ်ပေါ့နော်ဒီကျွန်တော်တချို့ကလေးတွေဆိုရင်ဒါအမြဲဆဲဆုံနေတွေ့ရပေါ့နော်ကိုယ့်ထက်အများကြီးကြီးတဲ့လူကြီးသူမတွေအောင်ပါအဲ့ဒါကြောင့်မို့ဒီလိုရုံးရမ်းတဲ့ကွန်မန့်တွေကိုဒါမမှန်ဖို့ကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်ဒါကြလို့မန်တဲ့သူရှိနေမန်ကြပါပေါ့နော်ဒါကတော့ကိုယ့်ရဲ့အဆင့်တန်းကိုဖော်ပြတာမဟုတ်လို့မလုံးကြဖို့တော့ကျွန်တော်ပြောချင်တယ်ပေါ့နော်အားလုံးကချစ်ချစ်ခင်ခင်နဲ့ပဲနေကြပါကျေးဇူးတင်ပါတယ်